สีเหลืองครับอีพิว from เมียนมาอ่ะလို့ခေါ်ပါတယ်ရှင်ကျမကိုအိုင်ယာလာကုမ္ပဏီနဲ့မိတ်ဆက်ပေးခဲ့တဲ့ဆရာမကတော့ဆရာမမဆူဆူပဲဖြစ်ပါတယ်ရှင်ဆရာမမဆူဆူကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ကျမကတော့ထိုင်းနိုင်ငံကိုဝင်ရောက်လာတာလွန်ခဲ့တဲ့9နှစ်လောက်တည်းကနေဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့9နှစ်လောက်တည်းကနေပြီးတော့ကျမလုပ်ငန်းတွေမှာရှားလုပ်ပါတယ်တစ်နှစ်300နဲ့လုပ်ခဲ့ရပါတယ်ရှင်အဲ့ဒီလိုမျိုးတစ်နှစ်300နဲ့လုပ်ခဲ့ရပြီးတော့ကျမတို့တွေအခုချိန်ကြီးကိုဘာမှလည်းမဖြစ်လာသေးပါဘူးကျမရဲ့ရင်မှန်းချက်တွေလည်းဘာမှလည်းမရှိလာပါဘူးကျမကတော့ရင်မှန်းလာတာပေါ့နော်ထိုင်းနိုင်ငံကိုရောက်လို့ရှိရင်ကျမရဲ့မိသားစုကိုချမ်းချမ်းသာသာနဲ့ထားခြင်းနဲ့ပြည့်ပြည့်စုံစုံနဲ့ထားခြင်းနဲ့ဒါကြောင့်မလို့ကျမထိုင်းနိုင်ငံမှာငွေလည်းရှာခြင်းဖြစ်ပါတယ်အားကြောင့်တစ်နေ့300နဲ့လောက်ခဲ့ရတဲ့လောက်ရုံပေါင်းတွေလည်းမနေတော့ပါဘူးဒါကြောင့်မလို့ကျမတို့ဒီနေ့ကျမကဘယ်လိုလဲကျမဘဝကိုတိုးတက်ကြောင်းစီးပွားရေးတွေကိုအများအားလေးလာနေတယ်အများအားရှာနေတဲ့သူဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆရာမစုစုလမ်းညွှန်ပေးလိုက်တဲ့အိုင်ယာလာကုမ္ပဏီမှာဆိုလို့ရှိရင်ကျမနံပါတ်1ကြိုက်တာကတော့အိုင်ယာလာကုမ္ပဏီရဲ့ကုန်ပစ္စည်းတွေဖြစ်တယ်ပြီးလို့ရှိရင်ကုမ္ပဏီရဲ့ကုန်ရက်ကိုလည်းအရန်ကိုလည်းကြိုက်နေတတ်တယ်အရန်ကိုလည်းသဘောကျတယ်ကျမလုံးနိုင်မယ်လို့လည်းယုံကြည်တယ်ကျမလုံးနိုင်မယ်လို့မထင်ဘူးလားကျေးဇူးတင်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမကပေါင်းမိုင်ကိုကျင်ညာပေးမှာပေါ့နော်ဘာဖြစ်လို့လဲကျမကျင်ညာပြီးလို့ရှိရင်လည်းကျမလုံးနိုင်အောင်စူးစမ်းပါမယ်ကျမဒီနေ့ကုန်လို့ရှိရင်တစ်လောက်9000ရအောင်လို့စူးစမ်းရမှာပဲရှင်ပြီးလို့ရှိရင်အိုင်ယာလာကုမ္ပဏီရဲ့မိသားစုများအားလုံးနဲ့အိုင်ယာလာကုမ္ပဏီကိုမိတ်ဆက်ပေးခဲ့တဲ့ဆရာမအားလုံးလည်းကျမပန်းနိုင်ရောက်တဲ့အထိကိုစူးစမ်းပြီးတော့လက်တွဲပြီးတော့စူးစမ်းသွားမှာဖြစ်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်